Okay ကျွန်တော်တို့5 minute content series ရဲ့ဒုတိယပိုင်းကိုအခုဆိုရင်တော့ရောက်ရှိလာပြီဖြစ်ပါတယ်အဲ့တော့ဒုတိယပိုင်းမှာတော့ကျွန်တော်ဘာအကြောင်းပြောပြပေးသွားမလဲဆိုတော့ကျွန်တော်တို့ဒီ rule 1ပေါ့နော် rule of 1အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော် content copywriter တော်တော်များများအဖြစ်ဆုံးအမှားအများဆုံးလုံးမိတာအများဆုံးပေါ့နော်အမှားတစ်ခုကိုကျွန်တော်ပြောပြပေးသွားမယ်ပြီးတော့အဲ့ဒီအမှားအတွက်အဖြေက rule of 1ဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီမှာတောက်လျှောက် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တစ်ချက်ဒီ slide လေးရှိသွားလိုက်ကြမယ် Okay အဲ့တော့ကျွန်တော်တို့ဒီအရေးသားတွေကိုကျွန်တော်တို့မှားစေတယ်ပွားစေတယ်ရေးသားတွေကိုကျွန်တော်ပုံများစေတယ်အမှတ်နံပါတ်1အမှားကဘာလဲဆိုတော့ကျွန်တော်တို့ idea တွေအများကြီးစုပြုံပြီးထည့်တာပေါ့နော်ဥပမာကျွန်တော်တို့ကဘာလဲဆိုတော့စာတပုတ်ထဲမှာကျွန်တော်တို့အကြောင်းအရာတွေအစုံလင်ထည့်တယ်နောက်ကျွန်တော်တို့ဒီပြောချင်တာတွေအများကြီးရှောက်ထည့်တယ်အဲ့လိုထည့်တဲ့ခါဘာဖြစ်သွားလဲဆိုတော့စာဖတ်တဲ့လူက information တွေအများကြီးကိုတစ်ခါတည်းစုပ်ယူလိုက်တဲ့ပုံစံဖြစ်သွားတယ်ပေါ့နော် information တွေအများကြီးကိုသူစုပ်ယူလိုက်ရတယ်အဲ့တော့သူကဘာမှန်းလည်းမသိဘူးကျွန်တော် audience ဆိုလဲကျွန်တော်တို့ကဘာပြောချင်မှမသိဘူးကျွန်တော်တို့ကဘာကိုညွှန်းချင်နေမှမသိဘူးအဲ့လိုမျိုးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ဒီ content copywriter တွေမှာဖြစ်တတ်တဲ့မဟာအမှားကြီးပေါ့နော်နံပါတ်1အမှားကြီးဟုတ်ပြီအဲ့တော့ဒီအမှားကြီးကိုကျွန်တော်တို့ကဖြည့်ရှင်းဖို့ဆိုဘာပါလာလဲဆိုတော့ကျွန်တော်တို့ဖြည့်ရှင်းနေတာ rule of 1ဆိုပြီးကျွန်တော်တို့ရှိလာတယ်အဲ့ဒီမှာဘာတွေပါလဲဆိုတော့3ပိုင်းပါတယ်one reader one big idea one action one reader ကဘာလဲဆိုတော့ကျွန်တော်တို့ကလူတွေအကုန်လုံးကိုမပြောဘဲနဲ့လူတွေအကုန်လုံးကြီးကိုကျွန်တော်တို့ကပြောနေလို့သဘောမထားပဲတဲ့ကျွန်တော်ရှိတဲ့မှာတယောက်ရှိတယ်အဲ့တယောက်ကိုပဲကျွန်တော်တို့ကပြောနေလို့သဘောထားဥပမာကျွန်တော်ရှိတဲ့မှာကျွန်တော်ကဒီလူငယ်တယောက်ကိုပြောနေတယ်ဘောလုံးကြောင်းစိတ်ဝင်စားလူငယ်တယောက်ဘောလုံးကြောင်းပြောနေတယ်အဲ့လိုပဲကျွန်တော်တို့စိတ်ဝင်စားအဲ့ဒီစားကျွန်တော်တို့ကဒီမိန်းမတွေရောယောက်ျားတွေရောကလေးတွေရောအကုန်လုံးပြောနေတယ်လို့မစင်စားနဲ့အဲ့တော့အဲ့လို one big reader တယောက်တည်းကိုပဲကျွန်တော်တို့ဒီပေါ့နော် one reader မှာပြောနိုင်မှုကျွန်တော်တို့စူးစမ်းတင်တယ်ပေါ့နော်အဲ့တော့စကားပြောသလိုကျွန်တော်တို့ရေးရမယ်ရေးသားရမယ်နောက်တစ်ခုကကျတော့ one big idea ကျွန်တော်တို့ကဘာလဲဆိုတော့အဲ့မှာကျွန်တော်တို့ဒီအချက်လက်တွေအများကြီးရှိတဲ့နေရာမှာကျွန်တော်တို့ကဒီစာဖတ်သူတွေစိတ်ဝင်စားစေမယ်သဘောပေါက်လွယ်စေမယ်အကြောင်းအရာတစ်ခုပဲကျွန်တော်တို့ကထည့်ပြီးတော့ရေးတင်တယ်ပို့ပြီးတော့တတပြောတင်တယ်ပေါ့နော်အဲ့တော့ idea တစ်ခုပဲလုပ်ရမယ်ဥပမာကျွန်တော်ဆိုဒီဥပမာကျွန်တော်တရား record လုပ်နေတဲ့ computer ဆိုရင်ကျွန်တော် computer မှာဆိုဘာ computer ရဲ့အဓိကအရေးကြီးတာဘာလဲဥပမာဒီဟွာလားကျွန်တော်တို့အလုပ်တွေလွယ်ကူစေတာလားဒါမှမဟုတ် video edit တွေလုပ်စေတာလားဒါမှမဟုတ် photo edit တွေလုပ်စေတာလားအဲ့ဒီမှာကျွန်တော် message တစ်ခုပဲရေးပြီးကျွန်တော်က target ထားပြီးပြစ်လိုက်မယ်ဆိုရင်အဲ့ဒါအရန်ကိုထိရောက်တယ်လုံးဝကိုဓာတ်ခနဲဖြစ်တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်နောက်တစ်ခုကကြတော့ one action ကဘာလဲဆိုတော့ကျွန်တော်တို့တစ်ခုပဲသူတို့ကိုလုပ်ခိုင်းမယ်ဘာလုပ်ခိုင်းမှာလဲ message ပို့ခိုင်းမှာလား comment မှန်ခိုင်းမှာလား like ပေးခိုင်းမှာလား share လုပ်ခိုင်းမှာလားဘာလုပ်ခိုင်းမှာလဲအဲ့တစ်ခုပဲကျွန်တော်တို့လုပ်ခိုင်းတယ်အဲ့တော့ rule of 1မှာဒီ3ခုပါတယ်ပေါ့နော်Okay အဲ့တော့ကျွန်တော်တို့ rule of 1ရဲ့အဓိကအချက်ပေါ့နော် rule of 1ကိုဒီဖြစ်ပေါ်လာသေးတယ်အဓိကအချက်တွေကဘာလဲဆိုတော့ကျွန်တော်ခုနပြောသလို one reader ရှိမယ် one big idea ရှိမယ်နောက်တစ်ခုက one call to action ရှိမယ်အဲ့အပြင်အဲ့ဒီ rule of 1မှာဘာတွေချပါသေးလဲဆိုတော့ one goal emotion ဆိုတာမျိုးကျွန်တော်တို့ကထည့်လို့ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီစာဖတ်သူကဒီစိတ်ဝင်စားပြီးသူစိတ်လှုပ်ရှားလာအောင်ဖန်တီးနိုင်မဲ့ခံစားချက်တစ်ခုခုပေါ့ဥပမာကျွန်တော်တို့ဒီဟွာပေါ့ကျွန်တော်တို့ laptop ကြောင်းရေးမယ်ဆိုပါစို့ laptop ကြောင်းရေးမယ်ဆိုရင်ဒါ video editing လုပ်ဖို့စက်တွေဟန်းနေပြီလားဟန်နေပြီဆိုရင်ကျွန်တော် MacBook လေးဝယ်လိုက်ဒါဆိုသူစိတ်လှုပ်ရှားအောင်မယ်သူကဆက်ဟန်နေတဲ့လူခံစားနေရလို့ဆိုစိတ်လှုပ်ရှားအောင်မယ်အဲ့လိုမျိုးစိတ်လှုပ်ရှားအောင်ကျွန်တော်တို့လုပ်တင်တယ်နောက်တစ်ခုကျတော့ one promise ကျွန်တော်ကဒီ set သုံးလိုက်ပြီဆိုရင်ကျွန်တော်ဘာရမှာလဲမြန်ဆန်သွားမယ် set တွေ render ချတာမြန်သွားမယ်ဘာမြန်သွားမယ်အဲ့ဒါကိုကျွန်တော်တို့ပေါ့နော်ဒီရရမယ် benefit ကိုသူ့ကိုကျွန်တော်တို့တိတတာပြောပြဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီ rule of 1မှာဒီအချက်5ချက်နဲ့ပြည့်စုံရင်ဒါ rule of 1အရန်ကိုပြည့်စုံတယ်လို့ပြောလို့ရပါတယ်အဲ့တော့ဟုတ်ပြီ rule of 1ကကျွန်တော်ဘာကြောင့်ရေးပါလဲဘာကြောင့် rule of 1ကိုကျွန်တော်သုံးသင့်လဲဆိုတော့ customer ရဲ့အာရုံစူးစိုက်မှုတွေကိုရစေတယ် customer တွေဒါကိုကိုယ့်ရဲ့ဟာကိုပိုစိတ်ဝင်စားတယ်ကိုယ့်ရဲ့ဟာကိုပိုပြီးတော့ဒီ engage လုပ်တယ်ပို့ပြီးတော့ပြောနိုင်တယ်ပေါ့နော်ဒီကျွန်တော်တို့ဒီ second mind နဲ့တို့ဒီအောင် attention ရပြီးတို့စိတ်ဝင်စားသွားမယ်နောက်တစ်ခုကကျတော့ကျွန်တော် conversion ပေါ့အဲ့ဒါဘယ်လိုသိတာလဲဆိုတော့ဟိုမှာ sales copy တွေရေးနေတာခါမျိုးတွေဆိုရင်ကျွန်တော်ကဒီ rule of 1နဲ့ဆိုရင်တို့ကဒီဝယ်နိုင်ခြင်းများတယ်စိတ်ဝင်စားနိုင်ခြင်းများတယ်ပို့ပြီးတော့တို့ဒါကိုပေါ့နော်ဒီ engage ပို့ဖြစ်တယ်ကျွန်တော် message လာပို့မယ်ဖုန်းတွေခေါ်မယ်အဲ့တော့ rule of 1ကျွန်တော်တို့ဝယ်လိုအားတက်ဖို့ရယ်နောက်တစ်ခုကကျတော့ဒီပို့စိတ်ဝင်စားဖို့လူတွေရဲ့ attention ကိုယူဖို့အရန်ကိုအရေးကြီးပါတယ်ပေါ့နော်Okay ကျွန်တော်တို့ဒီမှာဆိုကျွန်တော် example လေးတွေပြထားတယ်အဲ့မှာဆိုကျွန်တော်ဘာတွေပါလဲဆိုတော့ဒီကျွန်တော်ခေါင်းစဉ် headline တစ်ခုပါမယ်ပေါ့နော်အဲ့မှာပြီးကျွန်တော်တို့ကဒီ SEO design နဲ့ marketing ဝန်ဆောင်မှုတွေပေးပါတယ်ဆိုပြီးကျွန်တော်တို့ရေးမဲ့အစားကျွန်တော်တို့ကဘာရေးလိုက်လဲဆိုတော့တလားတွင်လုပ်ငန်း website ကို Google မှာထိပ်ဆုံးပါပေါ်အောင်လုပ်ပေးနေမယ်အဲ့ဒါပြီးသွားပြီ rule of 1ပဲအဲ့တော့သူသိသွားပြီသူစိတ်ဝင်စားရဲဆိုသူလာပြီ SEO ဆိုတော့သူသိသွားပြီအကုန်ပါသွားပြီနောက်တစ်ခုအဲ့မှာကျွန်တော်တို့လုပ်ငန်းကြောင်းဝန်ဆောင်မှုပေါင်းကျွန်တော်တို့ဒီ co message မှာရှောက်ပြောမဲ့အစားကျွန်တော်တို့ဒီရောင်းအားတိုးတက်ခြင်းဆိုတဲ့ရလဒ်တစ်ခုတည်းကိုပဲပြောရတယ်ဆိုတာမျိုးအဲ့လိုမျိုးကျွန်တော်တို့ဒီအောင် target ထားတဲ့နေနောက်တစ်ခုက CDA ဆိုလဲကျွန်တော်တို့ကပေါ့နော်အမှ CDA ဆက်မှာပြထားတယ် page ကို like လုပ်ပါဖုန်းဆက်ပါ newsletter subscribe လုပ်ပါဘာလုပ်ခိုင်းရမှာမသိဘူးအဲ့တော့အဲ့စားကျွန်တော်တို့ကဘာလုပ်လိုက်လဲဆိုတော့အခမဲ့စင်းနေတိုင်းမြင်ရကိုပဲနှိပ်လိုက်ပါဒါပဲပေါ့နော်
အဲ့တော့အဲ့လိုမျိုးကျွန်တော်တို့ရှင်းရှင်းလင်းလင်းရေးနိုင်ရင်ကျွန်တော်တို့ကဒီပို့ပြီးတော့လူကစိတ်ဝင်စားတယ်ဘာလဲဆိုတာသိတယ်ဘာလုပ်ရမလဲဆိုတာမြင်တဲ့အတွက်ကျွန်တော်တို့ copy တဲ့ရှင်းလင်းနေမယ်ပြတ်သားနေမယ်ဘာပြောချင်လဲဆိုတာလူတွေကချက်ချင်းတက်ခနဲ့သိသွားမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒါကိုပေါ့နော်ဒီဟာကိုကျွန်တော်ကုတ်လေးနဲ့ကျွန်တော်အဆုံးသတ်လိုက်မယ်ဒီဗီဒီယိုမှာကျွန်တော်လူတိုင်းကိုဆွဲဆောင်မှုကြိုးစားရင်တော့ကျွန်တော်တို့ဘယ်သူ့မှာဆွဲဆောင်နိုင်မှာမဟုတ်ဘူးအဲ့တော့ဒီတယောက်တည်းကိုပဲကျွန်တော်တို့ပြောနေတဲ့ပုံစံမျိုးနဲ့လူတွေအများကြီးကိုကျွန်တော်တို့ target ထားလို့ရတယ်အဲ့တော့ကိုကဘယ်သူ့ကိုပြောတာလဲဆိုတာသိအောင်လို့ပြီးကျွန်တော် rule of thumb ကိုသုံးပြီးတော့ဒီ content တွေကိုကျွန်တော်တို့ဖန်တီးလို့ရပါတယ်ဟုတ်ကဲ့နောက်5 minute series video မှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်